အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးချင်တာကတော့ဖီတုံ passive နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်ဒါပေမဲ့ဒီဖီတုံမပြောခင်မှာပေါ့နော်ဘာလဲဆိုလို့ရှိရင်ကိုရီးယားမွန်ဘော့တွေကိုပြောကြတယ်အရန်ခက်တယ်ဒီအရန်ခက်တယ်ဆိုပြီးပြောကြတယ်ပေါ့အဲ့ဒါဘာလို့ခက်တာလဲဆိုလို့ရှိရင်ကိုရီးယားမွန်ဘော့မှာအတိကလေးလာမယ်မွန်ဘော့အကြီးကြီး၄ခုရှိတယ်။ဘာလဲဆိုတော့နံပါတ်1ဒီဖီတုံးစာတုံးခေါ်တဲ့ passive တွေ active တွေနဲ့ပတ်သက်တဲ့မွန်ဘော့တွေရှိမယ်။နံပါတ်2 direct indirect နဲ့ပတ်သက်တဲ့မွန်ဘော့အဲ့ direct indirect မွန်ဘော့ကတော့ဟိုအရှိဗီဒီယိုတွေမှာပြောပြပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်လိမ့်မယ်လို့ထင်တယ်။နံပါတ်3ကကြတော့ဘာလဲဆိုလို့ရှိရင်နန်းနေနားတွေကတ်တဲ့တရာနန်းအနာကတ်တဲ့တရာတွေအဲ့ဒီဟာတော့တော်တော်ရှုပ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နံပါတ်4ကချွင်းချက်အသက်တွေချွင်းချက်ပါအသက်ချွင်းချက်ဟာအသက်ချွင်းချက်စအသက်စားတဲ့ချွင်းချက်တွေနဲ့ပတ်သက်တဲ့မွန်ဘော့တွေဖြစ်တယ်အဲ့တော့ဒီမွန်ဘော့အကြီးကြီး၄ခုကိုကပိုင်နိုင်တည်ထားခဲ့ရင်လေနောက်ထပ်ဘယ်မွန်ဘော့တွေပဲလာဘလို့ပဲလာပေါ့နော်ဒီဟာကလွယ်ကူသွားလိမ့်မယ်နော်အဲ့တော့ဒီမုံမောက်အကြီးကြီးလေးကိုအသေးချာနားလည်အောင်လုပ်ထားပေးပါကဲအဲ့တော့အခုဆက်ပြောမယ်ဖီတုံနဲ့ပတ်သက်တဲ့ဟာဖီတုံလို့ပြောလိုက်ရင်ဘာသိရမလဲဆိုလို့ရှိရင်အီဟီရီဂီဥမာကိုကတကားကိုဖွင့်တယ်တကားကကြတော့ဘာဖြစ်လဲတကားဘက်ကပြန်ကြည့်ရင်ဘာလို့လဲပွင့်သွားတယ်ဟုတ်တယ်နော်ကိုကဖွင့်တယ်သူကပွင့်သွားတယ်ကိုကဖွင့်လိုက်လို့ဘာဖြစ်လဲဆိုသူကပွင့်သွားတာအဲ့တော့မြန်မာမှာကလည်းဒီလိုမျိုး active passive တွေလည်းရှိတယ်အင်္ဂလိပ်မှာလည်းရှိတယ်ဆိုကိုရီးယားမှာလည်းဒီ active passive တွေရှိတယ်ဟုတ်ပြီနော်တစ်တာနားထောင်တယ်သတိတာဘာလဲဆိုကိုကကြားနေရတယ်ဟုတ်တယ်နော်အဲ့လိုမျိုးဥစ္စာလေးတွေနဲ့ပတ်သက်တဲ့ဥစ္စာလေးတွေအကြောင်းအရာလေးပေါ့နော်ဒီ OV လေးကတော့တည်ချာတော့ကြက်ပေးပါရအောင်လဲကြက်ပေးပါဒီမှာကိုရီးယားလိုလည်းရေးပေးထားတယ်အောက်ကမြန်မာလိုလည်းဘာသာပြန်ပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီအီဟီရီဂီနဲ့ပတ်သက်တဲ့ OV ကိုတေးချာကြက်မှသာလေဖီတုံနဲ့ပတ်သက်တဲ့တရားတွေကိုတိဆောက်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဆက်ပြီးတော့လေ့လာကြည့်မယ်ဖီတုံဘာလဲဆိုရှင်ပြုလုပ်ခံကရိယာတနည်းအားဖြင့်ပြုလုပ်ခံရခြင်းကိုယ့်ဘာသာကိုလုပ်တာမဟုတ်ဘဲနဲ့ကိုယ်အပြုခံလိုက်ရတာဒါမှမဟုတ်လို့ရှင်တခြားသူအပြုခံလိုက်ရတာเนาะအပြုခံလိုက်ရတာဒါမှမဟုတ်အလိုလျောက်ဖြစ်သွားတဲ့ဟာကိုဖီတုံခေါ်တယ်သူမှာ key points တွေရှိရဘာတွေလဲဆိုလို့ရှိရင် subject ကခံရတဲ့အခြေအနေမှာဖီတုံကိုသုံးတယ်နောက်တစ်ခုဖီတုံအရှိမ ega လိုက်တယ်ဖီတုံပြောရင်ဘာသိရမလဲ e hiri ki ကိုသိရမယ်အဲ့ဒီအရှိမဘာလိုက်တယ် ega လိုက်တယ်နောက်တစ်ခုဘယ်မွန်ဘော့နဲ့တူလဲဆိုရှင် level 2မှာသင်ရတဲ့ဒုံစာ plus r o ရော g တာမွန်ဘော့နဲ့တူတယ်နောက်တစ်ခုတင်နာတို့အပိတ်ခံရတာပွင့်နေစတဲ့ငြိမ်နေပြီးတော့လှုပ်ရှားမှုမရှိနေတဲ့အခြေမျိုးမှာဆိုရင်တော့အာအော်ရောအစ်တာနဲ့သုံးတာပို့ပြီးတော့တဘာဝကြတယ်အဲ့တော့ဒီ key points တွေကိုလည်းကိုကတည်ထားရမယ်အဲ့တော့ဖီတုံမှာများသောအားဖြင့်သုံးကြတဲ့ pattern 3ခုရှိတယ်အဲ့တော့နံပါတ်1 pattern ဒီကိုရီးယားမွန်ဘော့တွေကိုလေးလာတဲ့အခါမှာလေဒီဘက်ကဒီလိုမျိုးပေါ့နော်ပြုလုပ်ခံရတဲ့သူ plus ega plus subject noun ပြုလုပ်သူ plus အဲ့ဒါကြီးကိုအဲ့လိုမျိုးမကြက်နေပဲနဲ့မြန်မာလူလေးလည်းနည်းနည်းမှတ်ဖို့လိုတယ်ပေါ့မမောစီမာခံရတယ်ကွက်လက်စီမာကွက်လက်ခံရတယ်ပေါ့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ခံလိုက်ရတယ်ဆိုတာကိုကသိပြီးတော့ကြောင့်မလို့ဘာသုံးလဲဖီတုံသုံးရတော့မယ်ဆိုတာသိပြီးသားဟုတ်တယ်နော်အဲ့တော့ example လေးကြည့်မယ်경찰이 도둑을 잡았어요. 얘가တခိုးကိုဖမ်းတယ်ဒါဟာဘာလဲဆိုလို့ရှိရင် you statement active ဒါပေမဲ့အဲ့ဒီဥစ္စာကိုကပြန်ပြီးဟဲ့အဲ့တခိုးကလေအဲ့ဒီရဲစီမှာအဖမ်းခံလိုက်ရတယ်အဲ့သူကသူ့စီမှာရိုက်ခံလိုက်ရတယ်သူကသူ့စီမှာဘာဖြစ်သွားတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးဖီတုံကိုစာကြောင်းပြောင်းရင်ဘာပြောင်းမလဲခံရတဲ့သူကဘယ်သူဖြစ်မလဲတခိုးပါလဲတို့ပြုတ်လုတဲ့သူကဘယ်သူလဲရဲအဲ့ဒါဆိုရင်ကြည့်မဲတို့က경찰에게 잡혔어요
အဲ့ဆိုလို့ရှိရင်ကွက်လက်ကကွက်လက်စီမှာကွက်လက်ခံရတယ်နော်ကွက်လက်ကဆိုတဲ့အတွက်ကြောင့်မလို့တို့ကြီး경찰에게ကွက်လက်ကကွက်လက်စီမှာကွက်လက်ခံရတယ်ဆိုရင်잡혔어요ဟုတ်ပြီနော်ကဲအဲ့ဆိုနောက်ထပ် pattern 2ကိုကြည့်မယ်pattern 2ကမြန်မာလိုကြည့်မယ်မမကမခံရတယ်မကဆိုတဲ့အတွက်ကြောင့်မလို့တေးကြတယ်ဗာလဲဆိုလို့ရှိရင် subject ပြုလုပ်ခံရတဲ့သူခံရတဲ့သူပေါ့နော်နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ဖီတုံးရှိမှဘာကက်ဤကကက်မယ်အဲ့ဆိုရှင်ဘာသာကဘူအီနိုဘန်ဂိုရိုဂျူဆေယောဒီပင်လေမြင်ရတဲ့အခန်းကိုပေးပါပင်လေမြင်ရတဲ့အခန်းကိုပေးပါဆိုပင်လေကဘာလဲဆိုရှင်ကိုယ့်ရဲ့ကြည်ချင်းကိုခံလိုက်ရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲမြင်တယ်ကြည့်တယ်မြင်တယ်ကြည့်တယ်ကိုကကြည့်တယ် passive ဒါလည်းမြင်တယ်အဲ့ဒီဟာကြတော့ဟိုအရှိကOVD ရမှဖြစ်မယ်နော်အဲ့ဒါဆိုတဲ့အတွက်ကြောင့်မကဆိုတဲ့အတွက်ကြောင့်မလို့ဘာသာဘာလဲပင်လေကခံရတဲ့သူဖြစ်တဲ့ဘာသာကဘိုအီနိုဘန်ဂိုရိုဂျူဆေယောနော်အဲ့ဒီဟာလေးကိုရမယ်လို့ထင်တယ်ကဲအဲ့တော့နောက်ထပ် pattern 3ကဘာလဲဆိုလို့ရှိအာအောယောအီတာနဲ့တွဲတဲ့ဥစ္စာအာအောယောအီတာကဘယ်လိုမျိုးလဲဆိုတော့ထားလျက်ရှိတယ်ဟုတ်တယ်နော်တင်ထားလျက်ရှိတယ်ချိတ်ထားလျက်ရှိတယ်ကဲအဲ့တော့မကထားလျက်ရှိတယ်မထားလျက်ရှိရဆိုလို့ရှိရင်ပြောကဲဂရင်းမီ겨러 있어요နော်နေရမှာပကြီးပုံကချိတ်ထားလျက်ရှိတယ်ပကြီးကဘာလဲကိုချိတ်ထားခြင်းခံရတာလေဘယ်မှာချိန်နေရမှာချိတ်ထားတာအဲ့တော့အဲ့ပကြီးကလှုပ်ရှားမှုမရှိငြိမ်နေတယ်ဘာသုံးလဲအာအောယောအီတာသုံးရမယ်ဆိုတာတည်ပြီးသွားပြီကဲအဲ့တော့ဗာလေပကြီးကခံရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဗာလေမထားလျက်ရှိရဆိုလို့ရှိရင်ပြောကဲဆိုတာဗာလေဆိုနေရမှာဂရမီပကြီးက겨려 있어요ဆိုတာဗာလေဆိုခေါရီတာပေါ့နော်ချိတ်ဆွဲဆိုလို့ရှိရင်겨려 있어요နေရမှာပကြီးပုံကချိတ်ထားလျက်ရှိတယ်ကဲအဲ့တော့ဖီတုံကိုဒီနေ့ပထမဆုံးဖီတုံပဲပြောပေးမယ်တေးသေးချာချာမှတ်မယ်ကြည်ကြည်ညက်ရအောင်လုပ်မယ်ဖီတုံဆိုရင်နံပါတ်1ဘာသိရမလဲအီဟီရီဂီသိရမယ်အဲ့ဒီအီဟီရီဂီတွေမှာပတ်သက်တဲ့OV တွေကိုတေးသေးချာချာကြက်ရမယ်နောက်တစ်ခုကကြတော့ဒီမှာပေးထားတဲ့ဒီ notes ကြီးပေါ့ဒီ key notes ကိုကတေးသေးချာချာပိုင်နိုင်ရအောင်ကြက်ရမယ်အဓိကအပြင်မှတ်ရမှာဘာလဲဆိုလို့ဖီတုံရဲ့အရှိမအီဂါလိုက်တယ်ဖီတုံဆိုအီဟီရီကီတီးရမယ်နံပါတ်2ဘာတီးရမလဲဆိုလို့ရှိရင်သူဒီအာအောယောဂျီတာနဲ့တူတယ်ဆိုတာတီးရမယ်နံပါတ်3ငြိမ်နေတဲ့အချိန်လှုပ်ရှားမှုမရှိတဲ့အချိန်မှာအာအောယောအီတာနဲ့သုံးတာပို့ပြီးတော့တဘာဝကြတယ်နောက်တစ်ခုကကြတော့ဒီ pattern 3ခုကိုတေးသေးချာချာတီးရမယ် pattern တွေကိုကမှတ်သားတဲ့အချိန်မှာကိုရီးယားလိုကြီးပဲမမှတ်ဖက်နဲ့မြန်မာလိုလည်းရအောင်မှတ်ပေးရပါမယ်အဲ့တော့ဒီဖီတုံကိုတေးသေးချာချာကျင့်ကြံနိုင်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာဘာအကြောင်းနဲ့ပတ်သက်ပြီးဆက်ပြီးမျှဝေပေးမလဲဆိုတာကိုလေ့လာကြည့်ကြမယ်နော်